2022January လမှာပေါ့နော် January 28-30မှာ the first People Congress ကနေအတည်ပြုပြဋ္ဌာန်းလိုက်ပြီးမှဖွဲ့စည်းလိုက်တဲ့သဘောမျိုးဖြစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့မလားပြည်သူတရက်လုံးကိုပူးစားပြုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးပြောကြားခြင်းနဲ့အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအကောင်လုံးCCCနဲ့လှုပ်လာနိုင်ပြီဆိုတော့မျှော်မှန်းချက်နဲ့တောင်းနေတဲ့အချိန်မှာတစ်ဖက်မှာတချို့ကိုကျူးရှာပြောမလားဒါမှမဟုတ်ကိုနေရာထိုင်ခုံအတွက်ပြောမလားတချို့CNA CCC ဘက်ကိုCNA CNF ဘက်ကိုကပ်ပြီးမှကျွန်တော်တို့ကိုစားမပြုသလိုသွားပြီးမှ report လုပ်တယ်ပြီးတော့ကျွန်တော်တို့ကလည်း CJDC ကနေပြောမယ်ဆိုရင်အငင်းခံလိုက်ရတဲ့အနေအထားမှာရောက်လာခဲ့တယ်ပြောမယ်ဆိုရင်တော့အဲ့ကာလတုန်းကဆိုရင်တော့ဟိုအကုန်လုံးရဲ့တိုက်တွန်းချက်အကုန်လုံးရဲ့သဘောထားအတိုင်းစုစည်းမှုဒီပေါင်းစည်းမှုအတွက်ကျွန်တော်တို့လုပ်နေတဲ့အချိန်ကာလမှာIs there a light like yours that's so alive? And ဒီပေါင်းစည်းမှုအတွက်ကျွန်တော်တို့လုပ်နေတဲ့အချိန်ကာလမှာisolate လုပ်ခံရတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ကဒီမဟာမိတ်ကောင်းတွေလည်းရှိလာတယ်ပြီးတော့ဒီCP အဖွဲ့ဝင်လည်းဖြစ်လာတယ်အခုပြောမယ်ဆိုရင်မဟာမိတ်နဲ့လည်းဒီတိုက်ပွဲတော်တော်များစခန်းသိမ်းတိုက်ပွဲတော်တော်များမှာလည်းပါဝင်ခဲ့တယ်လို့ဒီ CP operation မှာလည်းဟိုကြာရတောင်းကြီးကြီးနဲ့တောင်းကြီးပုံစွာနဲ့ဟိုအထူးသဖြင့်မတူပီမြို့ဟာသိမ်းတိုက်ပွဲမှာဆိုရင်တော့ကျွန်တော်တို့အခုမိဘပြည်သူများလည်းပို့ဆိုရင်တော့ချန်ဒလာမြို့နယ်မှာရှိတဲ့မရာဒီပေါ့နော်ဒီတိုက်နယ်6ခုမှာကျွန်တော်တို့တိုက်နယ်5ခုတော့လုံခြုံရေးအရာရောဒီအုပ်ချုပ်ရေးအရာရောအကုန်လုံးကိုတော့ရန်နေတဲ့အခြေဖြစ်ပါတယ်ဥပမာဒီတိုက်နယ်တစ်ခုဖြစ်တဲ့ဒီစော်မိတ်တိုက်နယ်ဆိုတာရှိပါတယ်ဟိုမှာမိဘပြည်သူများလည်းပို့ဆိုရင်တော့ချန်ဒလာမြို့နယ်မှာရှိတဲ့မရာဒီပေါ့နော်ဒီတိုက်နယ်မှာကျွန်တော်တို့အုပ်ချုပ်ရေးတည်ဆောက်ပြီးသားက900ရှိတယ်ပြီးတော့ဒီ half နဲ့နေပြီးမှကျွန်တော်တို့မရောက်နိုင်သေးတဲ့အတွက်half from CDF မရာဒီကကျွန်တော်တို့စိုင်းမှကျူးကျော်တိုက်ခိုက်လာတာရှိတယ်ကျွန်တော်တို့ကပြည်သူလူထုတွေနဲ့တွေ့ဆုံဖို့ပြီးတော့သူတို့နဲ့လုပ်နေတယ်ဒီအုပ်ချုပ်ရေးနိုင်ငံရေးစီးပွားရေးဖလှယ်ဖို့လုပ်နေတဲ့အချိန်မှာလို့အကျူးကျော်ခံတိုက်ခိုက်ခံတာမျိုးတွေရှိလာတယ်ပြီးတော့သူတို့ကဒီပြောမယ်ဆိုရင်ခုနပြောလို့ပေါ့ဗီတိုးရီယာကိုတိုက်ဖို့CBနဲ့AAနဲ့ပေါင်းပြီးမှMDFတွေကလာပါတယ်ဆိုတဲ့အတန်တွေနဲ့အများကြီးကိုဒီဝါဒတွေဖြန့်နေတယ်ပေါ့နော်အဲ့လိုမျိုးမှာကျွန်တော်တို့ကငြိမ်နေလေးပဲအခုချိန်ထိကျွန်တော်တို့ဘာမှတုံ့ပြန်မှုမလုပ်သေးဘူးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုအနှောက်အယှက်တွေအများကြီးသူတို့ဘက်ကနေဒီကျူးကျော်မှုတွေလုပ်လာတဲ့ခါမှာအဲ့ကနေရှေ့မတိုးဖြစ်သေးဘူးကျွန်တော်တို့သွားဖို့စီစဉ်တာကနောက်ထပ်၄-၅ရွာ-6ရွာလောက်ကျန်သေးတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အုပ်ချုပ်ရေးတည်ဆောက်ပြီးသားရွာတွေဒါပေမဲ့လည်းဒီလိုအနှောက်အယှက်တွေဟိုဘက်ကသတင်းမိုင်းတွေတုံးပြီးမှမိုင်းတိုက်တဲ့ဟာတွေကကျွန်တော်တို့အတွက်မကောင်းတော့တော့ဟိုရှေ့မတိုးသေးဘဲနဲ့တခြားရွာတွေခီးစဉ်ကိုခဏရပ်နားထားပြီးမှကျွန်တော်ရောက်တဲ့နေရာမှာနေနေတဲ့ချိန်မှာအလုံးဒီအကျူးကျော်ခံရတယ်ပေါ့နော်ဟို CC နာမည်နဲ့လား CNA နာမည်နဲ့လား
ဆိုတာထက်စစ်ကူအင်အား100ကျော်200လောက်တောင်းပြီးမှသူတို့ကျွန်တော်တို့ဂိမ်းချထားတဲ့ဂိမ်းချထားတယ်ဆိုတာကကျွန်တော်တို့ရန်နာထားတဲ့နေရာတွေကိုလာကျူးကျော်တာရှိတယ်ဆိုတော့အာပြောမယ်ဆိုရင်ကျွန်တော်တို့ဟောပေါ့ Dutch Lady membekalkan 7 kali lebih vitamin D daripada sarapan biasa. 2ရက်နေ့ကဖြစ်မှာနော်1ရက်နေ့ပေါ့ဒီလ1ရက်ဟုတ်ပါတယ်ဒီလ1ရက်တောက်ကြံနေကဆိုရင်အင်အားအလုံးချင်းနဲ့စစ်ကြောင်းလေးကြောင်းနဲ့လာပြီးမှကျွန်တော်တို့ကိုခုစစ်စင်လာတာရှိတယ်အဲ့မှာတနာရီခွဲ2နာရီနီးပါးလောက်ကျွန်တော်တို့တိုက်ပွဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့တက်ခက်ကကျွန်တော်တို့နေမီမှာခုနေမီခုဒေတာမလို့ခုပီတူတွေအပေါ်မှာဒီလုံချုံရေးအရာဥချွေးအရာလှည့်လည်သွားလာခွင့်အပြည့်ရှိရဲဆိုတော့လက်ခံထားတယ်ပြီးတော့သူတို့ကိုဘာမှအရင်တိုက်ခိုက်တဲ့ဟာနှောက်ယှက်တဲ့ဟာမရှိဘူးဆိုတော့ဒီပီတူတွေကိုမေးရင်အကုန်လုံးတီးပြီးသားဖြစ်မှာပါဆိုတော့ဒီဟာကိုအဖွင့်ပေါင်းယူပြီးမှကျွန်တော်တို့ကိုထူးစစ်ဒီရန်သူတစ်ဖွဲ့ထူးစစ်ဆင်တယ်ပြီးတော့ကျွန်တော်တို့ကAA နဲ့ CB နဲ့ပေါင်းပြီးမှပြောမယ်ဆိုရင်တော့ CNA ကိုဌာနချုပ်ကိုတောက်ဖို့လမ်းကြောင်းတွေဖောက်ပါတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ကျွန်တော်တို့ကခံနေရတယ်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့အရင်ကပြောဖို့လို့ပေါ့ကျွန်တော်တို့ CB ကအခုထိတ်ချုံနေမြေမှာအကောင်လုံးကိုသိမ့်ပြီးပြီကျန်တာကတီးတိမ်ပဲအဲ့ဒါအကောင်လုံးမိဘပြည်သူတွေတီးပြီးသားဖြစ်မှာပါအဲ့ဒီပုံမှာကျွန်တော်တို့လှုပ်ရှားနေတဲ့အချိန်မှာပြင်ဆင်နေတဲ့အချိန်မှာထပ်ပြီးမှနည်းနည်းထက်ချက်မယ်ဆိုရင်အကောင်လုံး CB တွေကဒီဖလန်မြို့သိမ်းဖို့အတွက်ကိုပြင်ဆင်နေတာဒီကာလတစ်လျှောက်လုံးအဲ့မှာကျွန်တော်တို့ညီကိုဖြစ်တဲ့ CNO CNDF ကိုဟိုဘက်ကအတုံးချပြီးမှတိုက်ခိုက်သိမ်းယူသွားတာအလုံးသိပါတယ်ကျွန်တော်တို့စကားစားစီကနေလူအင်အားလက်နက်အင်အားလူအသက်တွေအများကြီးပြီးပြီးမှမဟာမိတ်တွေရဲ့အသက်တွေတွေးတွေချွေးတွေပြီးပြီးမှကျွန်တော်တို့သိမ်းယူခဲ့တဲ့ဖလန်မျိုးကိုလည်းအချင်းချင်းဆိုတဲ့မျက်နှာမထောက်ဘဲနဲ့တိုက်ယူခဲ့တာရှိတယ်ပြီးတော့ကျွန်တော်တို့ပြင်ဆင်နေတဲ့တီးတိမ် operation အတွက်ကိုလည်းတော်တော်လေးအနှောက်အယှက်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့တီးတိမ်ရောက်ဖို့ကျွန်တော်တို့ကနေတွားမယ်ဆိုရင်မတူပီဖက်ကနေတွားမယ်ဆိုရင်မင်းတပ်ဖက်ကနေတွားမယ်ဆိုရင်သူတို့ကကြားခံလို့ဖြစ်နေတယ်ကြားထဲမှာရှိနေတယ်ဒီဟာကိုပြဿနာဖန်တီးပြီးမှကျွန်တော်တို့လမ်းကိုဒါမှမဟုတ်စကားဆောက်ကိုတိုက်ဖို့လမ်းကြောင်းကိုပိတ်တဲ့သဘောလိုပဲနောက်ပိုင်းကျတော့ယူဆလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့target ဖြစ်တဲ့စကားဆောက်ကိုချိန်မှုန်းရေးပြီးတော့CB နေမြေမှာဘယ်စစ်ကောင်စီစခန်းမဆိုတိုက်ခိုက်တိတ်ပိုက်ဖို့ကကျွန်တော်တို့ရဲ့ရင်ဖန်ချက်ဖြစ်တဲ့နေကြီးပြီးတော့ခုသိမ်းပြီးသားနေရာကိုလည်းဟိုကကောင်းလေးထိချုပ်ပြီးမှလိုအပ်တဲ့ကျန်းမာရေးပညာရေးအစဥချိုရန်တရားလေပါဖို့ကအစတောင်းရှိတယ်ဆိုတဲ့ဟာကိုneglect လုပ်ပြီးမှအခုလိုမျိုးရန်သူတစ်ဖွဲ့ဒါမှမဟုတ်ကျွန်တော်တို့ကကိုအခွင့်အရေးကိုရောက်ပိုင်ခွင့်မရှိတဲ့ပုံစံလိုမျိုးနဲ့ဆက်ဆံလာပြီးမှကျူးကျော်လာတယ်လို့မြင်တယ်ဒီအပေါ်မှာမိဘပြည်သူတွေဖက်ကလည်းအတိပေးချင်တာကအခုချိန်ထိကျွန်တော်တို့ကနေထုစစ်ဆင်ပြီးမှတိုက်နေတာကအလုံးသိပါတယ်မတူပီဗျူဟာရှိမယ်မင်းတက်ရှိမယ်မင်းတက်စခန်းရှိမယ်ပြီးတော့ကျင်တွေးကံပလဲပြီးတော့ဖလန်အကောင်လုံးကိုကျွန်တော်တို့သိမ်းနိုင်လိုက်ပါအဲ့မှာကျွန်တော်ပြင်ဆင်နေတဲ့အရာကဒီတိမ်ပဲရှိပါတယ်မဟုတ်ဘဲနဲ့ဒီဟာတွေကိုပိတ်ပင်ပြီးမှကျွန်တော်တို့ကိုအခုလိုမျိုးရန်သူတွေဆက်ဆံလာတာကတစ်ဖက်ကနေကြည့်မယ်ဆိုရင်ဒီဟာကစစ်ကောင်စီတိုက်ဖို့ကိုအထောက်အယှက်ပေးနေရများလား delay ဖြစ်အောင်လုပ်နေတဲ့သဘောလားဆိုတဲ့ဟာလည်းမိခွန်းတစ်ခုလိုဖြစ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့အခုအဓိက MTC-MDF တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ MTC-MDF အနေနဲ့ကတော့ကျွန်တော်တို့ကP2 တရက်လုံးကနေတစုတစီထဲတခက်နဲ့အားပေးထောက်ခံပြီးမှဖွဲ့စည်းထားတဲ့ဖွဲ့စည်းဖြစ်တဲ့နေကြီးကျွန်တော်တို့မရာ P2 ဘယ်ကြီးရွာဘယ် P2 ကိုမဆိုကာကွယ်ဖို့ပြင်ဆင်ထားတယ်ပြီးတော့ဒီအပေါ်မှာအနှောက်အယှက်ပေးလာမဲ့စစ်ကောင်စီနဲ့ဘယ်အာဏာရှင်ဆိုကိုကျွန်တော်တို့ဖူးခံဖို့တိုက်ထုတ်ဖို့ကိုပြင်ဆင်ထားတယ်လိုအပ်လာရင်လိုအပ်တယ်လို့ဒီပြန်ပြီးမှလွှတ်ချက်ပြီးမှပြန်မှရေးဆွဲရပါလိမ့်မယ်ကျွန်တော်တို့အချင်းချင်းဖြစ်တဲ့ကိစ္စမှာအကြံပြုချင်တာကCB ဖက်ကပဲဖြစ်ဖြစ် CC ဖက်ကပဲဖြစ်ဖြစ်တင်းမြတ်ဖို့ကိုဦးစားပေးပြီးမှနှစ်ဖက်စလုံးရဲ့ချင်းမှားကွက်ဆိုတော့ဘယ်ဟာကအားနေမှဘလို့ပဏိပက္ခကဆလာတယ်ဆိုတဲ့ဟာကိုမကြည့်ဘဲနဲ့တစ်ဖက်သက်နဲ့ပါဝင်လာမှုဆိုရင်တော့ဒါတွေကကျွန်တော်တို့ချင်းအနာဂတ်အတွက်ချင်းပြည်အနာဂတ်အတွက်ကကောင်းကျိုးဖြစ်စေဘဲနဲ့ပုံမှဆိုးရွားလာတဲ့အနေအထားကိုမလွဲမသွေရောက်ရှိလာစေမယ်ဆိုတော့ကိုအတိပေးချင်တယ်